နှစ်တကူဆုတောင်းယခုနှစ်ကြရောက်သောမြန်မာတို့ရဲ့နှစ်တကူသိညက်အခါသမယမှစ၍နောက်နှစ်ပေါင်းများစွာတိုင်စိတ်ရွှင်လန်း၍ကိုယ်ကျမ်းမှာစိတ်ချမ်းသာ၍ဘာသာအကျိုးလူမှုအကျိုးအများအကျိုးနိုင်ငံအကျိုးများကိုထမ်းရွက်နိုင်ကြပါစေလို့ဘုန်းဘုန်းရဲ့တရားတော်များကိုနာကြားနေကြတဲ့ဓမ္မပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုရှေးဥစွာဆုမွန်ပတ္ထနာလှည့်ကြွေအပ်ပါတယ်နှစ်တကူမှာအတာရည်ဖြင့်မိမိတို့ရဲ့တနှစ်တာလုံးဖြတ်သန်းခဲ့ကြတဲ့ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးများကိုတန်ရှင်းစင်ကြယ်သွားစေရန်ပတ်ဖြန်းပြီးဆေးကြောတဲ့ကဲ့သို့ဗုဒ္ဓမြတ်စွာ၏တရားဓမ္မဆိုတဲ့ရေစဉ်မြတ်ဖြင့်လည်းမိမိတို့ရဲ့အတွင်းစိတ်မှာရှိတဲ့ဣဒ္ဓာမစ္စရိယအဘိဇ္ဇာ